အားလုံးမင်္ဂလာပါ2026ခုနှစ်မေလမှာတော့လူတိုင်းအစားအစာရရှိစေရန်အထူးဆုတောင်းပေးကြဖို့ပုပ်ရဟန်းမင်းကြီးအရှင်လီယိုကကျွန်တော်တို့အားလုံးကိုတိုက်တွန်းထားပါတယ်ဆုတောင်းကြပါစို့အိုဖန်ဆင်းခြင်းအရှင်ကိုတော်သည်ကျွန်ုပ်တို့အားမြေဩဇာကောင်းသောမြေကြီးကိုဖန်ဆင်းတော်မူပြီးကိုရော၏မေတ္တာကရုဏာနှင့်စောင့်ရှောက်ခြင်းလက္ခဏာတရားအဖြစ်ကျွန်ုပ်တို့၏နေ့စဉ်အစားအစာကိုပေးသနာတော်မူခဲ့ပါ၏ယနေ့ကျွန်ုပ်တို့၏စပွဲများ၌အစားအစာများစွာဖြုံးတီးနေချိန်တွင်တန်ပေါင်းများစွာသောညီကိုမောင်နှမများသည်ငတ်မှုခေါင်းပါမှုတန်ကိုခံစားနေရဆဲဖြစ်ကြောင်းကျွန်ုပ်တို့ဝမ်းနည်းစွာဝန်ခံကြပါသည်ကျွန်ုပ်တို့၌စမ်းသစ်သောသိမြင်နိုင်စွမ်းတစ်ခုကိုနှိုးဆော်ပေးတော်မူသည်ဖြင့်ကျွန်ုပ်တို့၏အစားအစာတိုင်းအတွက်ကျေးဇူးတင်တတ်ရန်ရိုးရှင်းစွာစားသုံးနိုင်ရန်ဝမ်းမြောက်စွာမျှဝေရန်မြေကြီးအသီးနှံများကိုဂရုစိုက်ရန်နှင့်ကိုရော၏ဖန်ဆင်းခြင်းသည်လူအနှဲငယ်အတွက်သာမဟုတ်ပဲအားလုံးအတွက်ရည်ရွယ်ထားကြောင်းကျွန်ုပ်တို့ကိုသင်ယူစေတော်မူပါကောင်းမြတ်ခြင်းနှင့်ပြည့်စုံတော်မူသောခမည်းတော်ဖျားကျွန်ုပ်တို့အားတကူကောင်းဆန်သောစားသုံးမှု၏အတွေးခေါ်ကိုလူသားချင်းစာနာပြီးစီလုံးညီညွတ်မှု၏ယဉ်ကျေးမှုအဖြစ်တို့ပြောင်းလဲနိုင်စွမ်းရှိအောင်ဖန်ဆင်းပေးတော်မူပါကျွန်ုပ်တို့၏အတိုင်းဝန်း၌ခိုင်မာသောလှုပ်ဆောင်မှုများကိုတိုးမြင့်နိုင်စေလျက်အသိပညာပေးလှုပ်ရှားမှုများအစားအစာတိုးလောင်မှုများနှင့်ရိုးရှင်းပြီးတာဝန်ယူမှုရှိသောလူနေမှုပုံစံဖြစ်စေတော်မူပါလောက၏သက်တာအတွက်မုတ်ကိုခွဲဝေပေးခဲ့သည့်ကိုရော၏ချစ်လစွာသောသားတော်ယေရှုကိုဆေလွတ်တော်မူသောကိုရောရှင်ဖျားကျွန်ုပ်တို့အားတရားမျှတမှုကိုစာလောင်မွတ်တိတ်စေပြီးညီကိုမောင်နှမစိတ်ဓာတ်ဖြင့်ငတ်မွတ်နေသောနှလုံးသားအသစ်ကိုပေးသနာတော်မူပါအဘယ်သူမျှဘုံစပွဲမှဖယ်ထုတ်ခံရခြင်းမပြုပါစေနှင့်ကိုရော၏ဝိညာဉ်တော်သည်မုံကိုစားသုံးရန်ထုတ်ကုန်တစ်ခုအဖြစ်မဟုတ်ပဲပေါင်းစည်းမှုနှင့်ဂရုစိုက်မှု၏လက္ခဏာတရားအဖြစ်မြင်နိုင်ရန်ကျွန်ုပ်တို့အားသွန်သင်ပေးတော်မူပါအာမင်အားလုံးပေါ်ဖျားရှင်ကောင်းချီးပေးပါစေဘုရားမင်းကြီးရဲ့လာစဉ်ဆုတောင်းရွယ်ချက်များကို click to pray application ဖြင့်ပါဝင်ဆုတောင်းကြပါစို့